လူတွေစိတ်ထဲမှာလေအမြဲတမ်းလိုတိုက်ပေါ်တစ်ခုဖြစ်နေတယ်တစ်ဖက်ကတခြားသူတွေနဲ့နှိုင်းရှင်ခြင်းနဲ့စိတ်နောက်တစ်ဖက်ကတော့ကိုယ်မှရှိတာလေးနဲ့ကျေနပ်ရောက်ညဲခြင်းနဲ့ဆန္ဒပေါ့ဒီနေ့မှာတော့အဲ့ဒီအားပြိုင်မှုနှစ်ခုကြားကစိတ်ပညာအကြောင်းကိုနည်းနည်းလေးနဲ့ဆွေးနွေးကြည့်ကြရအောင်ဒါပေမဲ့လေဒီအကြောင်းအရာကြီးကိုမစခင်မှာနည်းနည်းလေးထူဆန်းတဲ့မိဟွန်းလေးတစ်ခုနဲ့အရင်စကြည့်ချင်တယ်အဲ့ဒါကတော့ဒေါသထွက်နေတဲ့မြောက်တကောင်ကကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအကြောင်းကိုဘယ်လိုများတင်ခန်းစားပြီးနိုင်မှာလဲဆိုတာပါပဲကဲအဲ့ဒီမိကိုရဲ့အဖြေကိုရှာဖို့အချိန်ဆက်ကိုစီးပြီး2063ခုနှစ်ကိုခဏလောက်ပြန်သွားကြည့်ကြရအောင်အဲ့ဒီမှာဒီပတ်မညာရှင် Franz de Waal နဲ့ Sarah Brosnan တို့ကကပူချင်မြောက်လေးတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့စမ်းသပ်မှုတကူလုပ်ခဲ့တယ်သူတို့ကမြောက်လေးတွေကိုတင်ပေးထားတာကအမတ်အသားပြားလေးတစ်ခုပေးလိုက်ရင်အစားအစာတစ်ခုနဲ့လာလေလို့ရလေဆိုပြီးတော့ပေါ့အဲ့ဒီစမ်းသပ်မှုမှာအရေးကြီးဆုံးစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကဒီမှာစတာပဲမတရားမှုအခြေအနေလို့နာမည်ပေးထားတဲ့အပိုင်းပေါ့စဉ်းစားကြည့်လေမြောင်းတော့ကောင်လုံးကအလုတ်အတူတူပဲလုပ်ရတယ်ဒါပေမဲ့သူတို့ရတဲ့ဆုလပ်ကြတော့လုံးဝမတူတော့ဘူးတကောင်ကသခွားသီးတစ်စိပ်ပဲရတဲ့အချိန်မှာနောက်တကောင်ကကြတော့သူတို့အသေးလဲကြိုက်တဲ့စပစ်သီးကိုရသွားတယ်ဗျာဒီနေရာမှာတကက်ကိုအန်တိုးစရာကောင်းတဲ့တုံထံမှုတစ်ခုကိုတွေ့ရတော့တာပဲအဲ့ဒါကတော့တခွားတီးရတဲ့မြောက်လေရဲ့အပြုမှုပဲသူကလေအဲ့ဒီတခွားတီးကိုလက်မခံဘူးပယ်ချလိုက်ပြီးသူရိတီကိုပြန်ပေါက်ထည့်လိုက်တယ်ပြီးတော့လောင်ဝင်းကူဒေါသတကြီးနဲ့လွတ်ခါပြီးစန်တားပြတော့တာပဲဒါဟာသူမတရားခံရတယ်လို့ခံစားလိုက်ရတဲ့အတွက်ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာပေါ့ကဲတွေ့တယ်ဟုတ်မြောင်းလေးတစ်ကောင်တော့မတရားမှုကြတော့ဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်တတ်တယ်ဒါကကျွန်တော်တို့အကြောင်းကဘာပြောနေတာလဲဘာဖြစ်လို့ကျွန်တော်တို့ရဲ့ဦးနောက်ဟာတရားမျှတမှုဆိုတဲ့အရာကိုဒီလောက်တောင်အလင်းနဲ့ထားဖို့ဒီဇိုင်းဆွဲခံထားရလဲဆိုတာကိုနည်းနည်းရှိုင်းဆက်ပြီးလေ့လာကြည့်ကြရအောင်တစ်ပံပညာလောကမှာတော့ဒီလိုစိတ်တဘာဝကို injustice aversion လို့ခေါ်ပါတယ်မြန်မာလူဆိုရင်တော့မတရားမှုကိုရှောင်ရှားလို့တဲ့စိတ်ပေါ့ဒါကလေကျွန်တော်တို့မှာမွေးရပါလာတဲ့စိတ်တစ်ခုပဲတရားမျှတမှုကိုတန်ဖိုးထားတယ်မမျှတတဲ့ရလဒ်တွေကိုမကြိုက်ဘူးဘာကြောင့်လဲဆိုတော့လူအဖွဲ့အစည်းတစ်ခုအနေနဲ့ရေရှည်မှာအတူတကွပူးပေါင်းပြီးရှေ့ဆက်နိုင်ဖို့အတွက်ဒီစိတ်ကအခြေခံအုတ်မြစ်တစ်ခုလိုပဲအရေးကြီးနေလို့ပါပဲအဲ့ဒီရဲ့ချက်ကလေ1954ခုနှစ်ကတည်းက Leon Festinger ဆိုတဲ့စိတ်ပညာရှင်ကြီးတင်ပြခဲ့တဲ့လူမှုနိုင်ရှင်မှု theory နဲ့လည်းတိုက်ရိုက်ကိုဆက်ဆက်နေပါတယ်ဒီ theory ကဘာပြောလဲဆိုတော့လူတွေမှာကိုယ့်ရဲ့ရည်ချင်းနဲ့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုအကဲဖြတ်ခြင်းနဲ့စိတ်အမြဲရှိတယ်အဲ့ဒီလိုအကဲဖြတ်ဖို့အကောင်းဆုံးနည်းလမ်းကဘာလဲဆိုတော့တခြားသူတွေနဲ့နိုင်ရှင်ကြည့်တာပဲတဲ့ဒါကကျွန်တော်တို့တဘာဝအတိုင်းလုပ်နေကြအရာတစ်ခုပဲလေကျွန်တော်တို့ရဲ့ဦးနောက်ထဲကိုအသေးစိတ်ကြည့်လိုက်ရင်တောင်ဒီအချက်ကဘလောက်တောင်အမှန်တရားဖြစ်နေလဲဆိုတာကိုတွေ့ရမှာပါကျွန်တော်တို့ဦးနောက်မှာလေ Sulap Snit Reward Center ဆိုတာရှိရယ် Ventral Stratium လို့ခေါ်တာပေါ့သူကပျော်ရွှင်မှုကိုထိန်းချုပ်ပေးတယ်အတကယ်လို့မြတခြားတယောက်ကကိုယ့်ထက်ပိုကောင်းတဲ့ဆုတစ်ခုရသွားပြီဆိုရင်အဲ့ဒီစနစ်ကလှုပ်ရှားမှုရုတ်တရက်ကျသွားရုံပျော်ရွှင်မှုဟော်မုန်းလို့တည်ကြတဲ့ဒိုပါမင်ကလည်းအတူတူပဲကိုယ်တကယ်ဘလောက်ရတယ်လဲဆိုတဲ့ပမာဏထက်သူများထက်ဘလောက်တာသွားလဲဆိုတဲ့နိုင်ရှင်းမှုအပေါ်မှာပဲပို့ပြီးတွန့်ပြန်တကြ၏โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့မွေးရပါစိတ်တဘာဝကိုနားလည်သွားပြီပေါ့အခုခေတ်တဲ့ကဘာကြီးကအဲ့ဒီကျွန်တော်တို့ရဲ့အားနဲ့ချက်ကိုဘလို့များအသုံးချပြီးတော့ဘယ်တော့မှမကျေနပ်နိုင်တဲ့တန်တရားတွေကိုဆွဲသွင်းနေလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြအောင်ဒီနေ့ခေတ် social media platform တွေဆိုတာကတကယ်ကိုပြည့်စုံအောင်ပြင်ဆင်တီးဖြတ်ထားတဲ့သူတစ်ဝါဘွားရဲ့အကောင်းဆုံးအခိုက်အတန့်တွေ highlight reels တွေကိုစူးကြီးပြသထားတဲ့ပြခန်းကြီးတစ်ခုလိုဖြစ်နေပြီအဲ့ဒါတွေကိုတစ်ချိန်လုံးမြင်နေရတာအခါကျွန်တော်တို့ရဲ့မွေးရပါငါထပ်သားတဲ့သူနဲ့နိုင်ရှင်ခြင်းနဲ့စိတ်ကိုအဆက်မပြတ်တော်ပြီးထိတို့နေသလိုပါပဲအဲ့လိုဖြစ်လာတဲ့အခါနောက်ဆက်တွဲအကျိုးဆက်တွေကတော့ရှင်းပါလေကိုထပ်သားတဲ့သူတွေနဲ့ကိုအမြဲတမ်းနိုင်ရှင်နေမိတော့တာပဲသူရဲသနာတွေကတဲ့တာကိုထောက်ပြနေတယ်ဒီလိုအပြုအမူဟာစိတ်တက်ကြခြင်းစိုးရင်ပူပန်ခြင်းတွေနဲ့တိုင်းရိုက်ကိုဆက်နေတယ်ပြီးတော့လေအခုခေတ်မှာအရန်ခေတ်စားလာတဲ့ social media MV လောက်ခေါ်တဲ့လူမှုကွန်ရက်ပေါ်မှာတွေ့ရတာတွေကိုမနာလို့ဖွတ်တဲ့စိတ်ကိုလေမွေးဖားပေးလိုက်တယ်လို့ပါပဲဒါပြင်စိတ်ပညာမှာ hedonic treadmill လို့ခေါ်တဲ့ပျော်ရွှင်မှုလမ်းလျှောက်ဆက်တန်တရာတွေကိုလည်းကျွန်တော်တို့ကိုတွန်းပို့လိုက်တယ်အဲ့ဒါကဘယ်လိုလဲဆိုတော့ပထမဆုံးပန်းတိုင်တစ်ခုကိုအောင်မြင်လိုက်တယ်အဲ့ဒီအခါမှာပျော်ရွှင်မှုကခဏတာဝုန်းခနဲ့တက်လာတယ်ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီပျော်ရွှင်မှုနဲ့အသားကျသွားပြီးတော့မူလစိတ်ချင်းတွေကိုပြန်ရောက်သွားရောအဲ့တော့ဘာဖြစ်လဲပိုကြီးတဲ့ပိုကောင်းတဲ့ပန်းတိုင်အတိတ်တစ်ခုကိုထပ်ပြီးလို့ရှာဖွေရပြန်ရောဒီလိုနဲ့တန်တရာလန်နေတော့တာပဲကဲပြဿနာတွေကိုတော့တော်တော်များများသိသွားပြီအရေးကြီးတာတော့ဒီတန်တရားတွေကနေဘလို့ရုံထွက်မလဲဆိုတာပဲကံကောက်တာကတော့ဒီပန်နီဂျာဖရီရှင်နေတယ်လက်သွေးကြတဲ့လမ်းညွှန်ချက်တွေရှိနေပါတယ်အခု
ရောင်ရဲကျင်းတဲ့မှုကိုဘယ်လိုတိဆောက်မလဲဆိုတဲ့ပိုင်းကိုဆက်သွားလိုက်ကြရအောင် ဒီပျော်ရွှင်မှုပိုင်ချက်ကိုကြည့်လိုက်ပါဒါကသူတတိဆော်ညာလီယိုဘိုမာစကီရဲ့လေ့လာမှုကိုနေရလာတာပါတကယ့်ကိုအားတက်စရာကောင်းတဲ့အချက်တစ်ခုကိုပြနေတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုရဲ့40%တောင်မှကိုယ်တိုင်ရည်ရွယ်ချက်ရှိရွေးချက်လှုပ်ဆောင်တဲ့အရာတွေပေါ်မှာမူတည်နေတယ်တဲ့စဉ်းစားကြည့်ပါ40%ဆိုတော့ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရှိနေတဲ့အလွန်ကြီးမားတဲ့အပိုင်းကြီးတစ်ခုပဲလေ ဒီအချက်ကကျွန်တော်တို့ကိုဘာကိုအဓိကပြောချင်နေတာလဲဆိုတော့လေရောင်ရဲတင်တင်ချင်းဆိုတာကံကောင်းလို့ဖြစ်လာတာမျိုးငြိမ်ငြိမ်လေးထိုက်ဆောင်နေလို့ရလာတဲ့အရာမျိုးမဟုတ်ဘူးဒါဟာတက်တက်ကြကြတဲ့နေ့စဉ်ဘဝမှာလေ့ကျင့်ယူရမယ့်အလေးချင်းကောင်းတစ်ခုဖြစ်တယ်ဆိုတာပါပဲ ဒါဆိုရင်အဲ့ဒီ40ရာခိုင်ကိုကျွန်တော်တို့ဘလို့အကောင်းဆုံးအသုံးချမလဲရောင်ရဲကျဉ်းနှံမှုကိုလက်တွေ့ဘဝမှာဘလို့များမွေးမြူယူနိုင်မလဲအဓိကတော့ချက်ဖြစ်တဲ့ကျေးဇူးတည်တဲ့ချင်းကိုအခြေခံထားတဲ့လက်တွေ့ကျင့်သုံးလိုက်မဲ့နီလန်းဒီကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင် ပထမဆုံးနီလန်းကတော့ gratitude journaling ပါကျေးဇူးတင်ကြောင်းမတန်းရေးတာပေါ့အရန်လွယ်ပါတယ်နေ့တိုင်းကိုယ်တကယ်ကိုကျေးဇူးတင်မိတဲ့အရာ3ခုကိုတိတိကျကျလေးချရေးကြည့်ပါဒီလိုလှုပ်ခြင်းအပြင်လေကိုယ်မှာမရှိတဲ့အရာတွေလိုနေတဲ့အရာတွေစီကနေကိုယ်မှာရှိပြီးသားအရာတွေပေါ်ကိုအာယုံစူးစိုက်မှုကိုတဖြည်းဖြည်းပြောင်းလဲပေးနိုင်မှာပါဒုတိယနီလန်းကတော့တတိပဋ္ဌာန်တရားရှုမှတ်ခြင်းမှာ mindfulness ပေါ့ကိုယ်စိတ်ထဲကိုနိုင်ရှင်ခြင်းတဲ့အတွေ့အကြုံဖြတ်ခနဲ့ဝင်လာတဲ့အခါအဲ့ဒီအတွေ့ကိုကောင်းတဲ့မကောင်းမှုဆိုပြီးအခဲမဖြတ်ပဲအော်ဒီလိုအတွေ့ဝင်လာပါလားဆိုပြီးတော့တတိလေးနဲ့ပဲကြည်နေလိုက်ပါသူ့ကိုတွန်းထုတ်เสียမလို့ဘူးသူ့အလိုလိုဖြတ်တန်းပါခွင့်ပေးလိုက်ပါဒီလိုလေ့ကျင့်ခြင်းအပြင်အဲ့ဒီအတွေ့အကြုံရဲ့ကိုယ့်ပေါ်လွှမ်းမိုးနိုင်စွမ်းကိုတဖြည်းဖြည်းရောချပေးသွားနိုင်ပါတယ်တတိယနီလန်းကတော့ digital detox ပါ digital အစိတ်ထုတ်ခြင်းပေါ့ဒါကတော့သူတစ်ပါးရဲ့ incentive ဖြစ်ထားတဲ့ highlight reels တွေနဲ့ထီးတွေ့မှုကို short ချဖို့အတွက် social media သုံးစွဲတဲ့အချိန်ကိုရည်ရွယ်ချက်ရှိရှိနဲ့ကန့်သက်လိုက်တာမျိုးပါအဲ့ဒီအစားအဲ့ဒီအချိန်ကိုကိုယ့်ရဲ့လက်တွေ့ဘဝအပေါ်မှာကိုတကယ်လုပ်ချင်တဲ့အရာတွေအပေါ်မှာပဲအာရုံစိုက်လိုက်ပါနောက်ဆုံးနဲ့အရေးကြီးဆုံးနီလန်းတစ်ခုကတော့ကိုကျင်နာခြင်း self compassion ပါပဲသူတည်တည် Christian Neff ရဲ့လေ့လာမှုတွေအရကိုကခုခုရှုံးနှင်းသွားတယ်လို့ခံစားရတဲ့အချိန်အားငယ်နေတဲ့အချိန်ဒီမှာကိုအဖြစ်တင်ဝေဖန်မဲ့စာကျင်နာဆက်ဆံတတ်ဖို့အရန်အရေးကြီးပါတယ်စဉ်းစားကြည့်ပါကိုရဲ့အခင်းဆုံးသူငယ်ချင်းတရားစိတ်ညစ်နေရင်ဘယ်လိုနှစ်သိမ့်ပေးမလဲအဲ့ဒီလိုမျိုးပဲကိုပြန်ပြီးဆက်ဆံပေးဖို့ပါပဲကဲအခုကျွန်တော်တို့အဆက်မပြောခဲ့တဲ့မြောက်လေးပုံပြင်စီကိုပြန်သွားကြည့်ကြရအောင်ဒီပုံပြင်ထဲကနေကျွန်တော်တို့ဘာသင်ခန်းစာယူလို့ရလဲကျွန်တော်တို့ရဲ့သခွားသီးဆိုတာကိုလက်ရှိပိုင်ဆိုင်ထားတဲ့ຢာတွေပါသူတို့ရဲ့ငပြိုးသီးဆိုတာကတော့သူများတွေပိုင်ဆိုင်တယ်လို့ကျွန်တော်တို့ထင်မြင်နေတဲ့အမြင့်ဒီအတွေးတွေပါအဓိကပန်းနိုင်ကတော့သူများရဲ့ငပြိုးသီးကိုလိုက်ကြည့်နေတာတဲ့ကိုလက်ထဲမှာရှိတဲ့သခွားသီးရဲ့တံပိုးကိုရှောက်ဖွေးတွေ့ရှိဖို့ပါပဲ Theodore Roosevelt ရဲ့အလွန်မှန်မှန်တဲ့အဆိုမင်းတစ်ခုရှိပါတယ်သူကပြောခဲ့တယ်လိုင်းရှင်ချင်းဆိုတာပျော်ရွှင်မှုကိုခိုးယူသွားတဲ့သူခိုးပဲတဲ့ဒီစကားတစ်ခုနဲ့တဲ့ကျွန်တော်တို့ဒီနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာအလုံးရဲ့အနှစ်သာရကိုဖော်ပြနေတယ်လို့ပါပဲဒီဆွေးနွေးမှုကိုအစောမတက်ခင်မှာကိုပြန်ပြီးစမ်းစစ်ကြည့်ဖို့မေခွန်းလေးတစ်ခုကိုထားခဲ့ချင်ပါတယ်အဲ့ဒါကတော့ကိုယ့်လက်ထဲမှာရှိနေတဲ့သခွားတီးရဲ့တန်ဖိုးကတကယ်တော့ပါများဖြစ်မလဲ